ဒီနေ့တင်ပေးမဲ့ရေတွေအားကြတော့ငွေကြေးရေတွေကိုပြောပြမှာပါအဲ့ဒီငွေကြေးရေတွေကကျွန်မ2000နဲ့19လောက်ကတော့တင်ပြီးပြီပေါ့နော်ဒါပေမဲ့လူသစ်တွေကကြတော့ဒီ2019ကတင်ထားတဲ့ဟာကိုဘယ်လိုမှမတွေ့နိုင်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်အသစ်ပြန်ပြောပြမှာပါပြီးတော့ဒီအခုပြုလုပ်တဲ့ရေတွေကပေါ်ဒီပေါ်ပြမလုပ်စေချင်ဘူးနောက်မိမိရဲ့စိတ်ပေါ့ကိုယုံကြည်စေခြင်းဘာဖြစ်လို့ဆိုတော့ဒါကိုယ်စိတ်ကိုယုံကြည်ရတယ်ကိုဘေးရင်ဆရာကြီးကိုပဲမိဖို့မနေနဲ့ကိုယ်စိတ်ကိုယုံကြည်ရတယ်လူတိုင်းမှာမမြင်ရတဲ့စွမ်းရည်ရှိတယ်ဒါပေမဲ့အသုံးမချတတ်တာနောက်ပြီးရင်အသုံးချလို့ရှိရင်လည်းငါဘေးရင်ဆရာမဟုတ်ဘူးစွမ်းမမလားဆိုတော့အတွေးကိုတွေးတတ်တာမဟုတ်ဘူးဘေးရင်ဆရာဟုတ်မဟုတ်လုပ်လို့ရတယ်ကျွေးပကံပြားလေးတစ်ချက်လိုမယ်ဖျောင်းနိုင်တယ်ဖျောင်းနိုင်လေးကိုမီးထွန်းလိုက်မယ်ပြီးတော့အခုပြောတဲ့ရေတွေကလေးကဘယ်နေ့လို့ဘယ်ချိန်လို့ဘယ်နေရာမှာလုပ်လို့ရတယ်ဖျောင်းနိုင်မီးထွန်းပြရပြီဆိုရင်ကျမတို့ကမန်တန်ရွတ်ရတယ်တလိတ်ကတ်မန်တန်ရွတ်ရတယ်အဲ့မန်တန်ပါလဲဆိုတော့ကျမတို့ဒါကတော့နောက်တိုင်းပညာပေါ့နော်o ခလေးချော့သက်တယ်လို့ပဲအတန်ရှည်လေးoအဲ့လိုမျိုးပေါ့နော်အတန်ရှည်လေးဘယ်နှခေါက်ရွတ်ရမလဲဆိုတော့28ခေါက်ရွတ်ရတယ်အဲ့တော့28ခေါက်ပြီးပြီဆိုလို့ရှိရင်ကိုကဥမာငွေကြေးလုံးဝပြတ်တောက်တယ်ဆိုရင်ငွေကြေးအမြန်ဝင်စေပေါ့နော်အမြန်ဆုံးအဆင်ပြေစေပေါ့ကိုရရှိတဲ့ငွေရှင်းရရှိတဲ့ငွေကြေးတိလွယ်နေအဲ့ဒါရရှိတဲ့ငွေရှင်းရရှိတဲ့ငွေဖြည့်ရှင်းနိုင်ပါစေသို့မဟုတ်မိမိရမယ်လို့ပြောပြီးမရအောင်ဒါမျိုးပေါ့ကျမကတော့ငွေရရှိတယ်မရသေးဘူးအဲ့တော့ကျမပြဖြစ်လေရရှိတဲ့ငွေကြေးအမြန်ဆုံးပြန်လဲရရှိစေအဓိကကိုငွေရရှိတဲ့ငွေပြန်ရဖို့ရိုက်မယ်ငွေကြေးလိုချင်တယ်ဆိုရင်ငွေကြေးအမြန်ဆုံးဆင်ပေးပါစေဒါမျိုးပဲပြောရတာအဲ့တော့ဘယ်နည်းရိုက်ရလဲဆိုတော့ရိုးရတာ29ခေါက်နော်9ရက်18ရက်29ရက်လောက်ပါတယ်အဲ့တော့9ရက်ကိုရိုက်လေကော9ရက်လုံးရွတ်တာပေါ့ဒီဖျောင်းနိုင်ပြန်သုံးလို့ရတယ်နော်ဖျောင်းနိုင်ကတူလေးဖြစ်သွားရင်တော့မသုံးနဲ့တော့ပေါ့ရိုက်ရင်မကျွတ်တော့အဲ့တော့အဲ့လိုမျိုးရိုက်လို့ရှိရင်အဲ့ဒါ9ရက်18ရက်29ရက်9ရက်ပြီးမှအဆင်ပြေနောက်ထပ်9ရက်ထပ်လို့အဲ့မှာ18ရက်ဖြစ်သွားတော့18ရက်မှအဆင်ပြေသေးဘူးဆိုရင်နောက်ထပ်9ရက်ထပ်လို့အဲ့တော့အခုချိန်မှာလူတိုင်းဟာငွေကြေးကျက်တယ်ငွေကြေးအဆင်ပြေဖို့ပဲမျှော်လင့်ကြမှာပဲပေါ့နော်အဲ့တော့ငွေကြေးအဆင်ပြေဖို့အတွက်တင်ပေးတာဖြစ်တဲ့အတွက်အဲ့ဒါမိမိတို့အသုံးတက်နိုင်လဲ save တာပါကိုကရှက်တယ်မလုပ်ရဲဘူးဆိုလို့ရှိရင်လည်း like and share လေးတော့လုပ်ပေးပါ YouTube သမားတွေကတော့ကျေးဇူးပြုပြီး subscribe လေးပြုလုပ်ပေးပါလူတိုင်း9ရက်သားသမီးတိုင်းငွေကြေးအဆင်ပြေကြပါစေနော်